Hello, hello, mình là bà. Tiếng này đó, cho nó to hai mươi à lên ăn hết cho đoá bị chết được vật cháu. Tiếng này chuyện thì to hai mươi chặt ta đấy, ông nhầm hồ vì nó bị chặt ta đấy, nên ngay khăn chết vì xin lên đấy, nên ngay suy đạo ông nhầm đi cả, mất đi cha mất đi ya xếp xin này chết mà. En yu ji ye di to la ye ko aung myin mo yan atwat en yu ji ma a ne chet twi tke shi ni da a ne chet twi ka ba le so de a chaung ya ko chano lo ani ngai shwe ni me da ka nangai ye a myo myo nangai ye a myin a myo myo shi nai da jaung me di apwai si ko me so thak khan chin kan pwa chin mao pe nangai ye ko myin ne aya bek ka don't that shit up, Chipade. Now, we see no, Chinaluga, Dora Yego to get our music in there, Lupo Chip there. And Eugene will let die that too. Eugene Holland to chip there. The Dora in Azuli will I'll be talking there, the out minute, the hour in the swing then that up shit. So now, the Dora Yega, our Mimo, the Dora Ye, Soundtan, the Dora Ye. Chung yin ne bu,ကျွန်တော်တို့စစ်အာဏာရှင်ဆိုတဲ့စစ်အုပ်စုကိုကျွန်တော်တို့အဆောင်တတ်နိုင်ဖို့ရတယ်။ NUG မှာတကယ်လိုအပ်ချက်ရှိနေသလားပေါ့။အဲ့လိုအပ်ချက်တွေကဘာလဲဆိုရအောင်ကျွန်တော်အနေနဲ့ဆွေးနွေးရအောင်။ကျွန်တော်ရဲ့အမြင်ပေါ့။ဒီနေ့ကျွန်တော်ဆွေးနွေးချင်တဲ့အကြောင်းအရာတွေကတော့ဒေါ်လာရင်းအောင်မြင်ဖို့ NUG မှာအားနည်းချက်တွေရှိနေသလားဆိုတဲ့အကောင်းစဉ်ပဲဖြစ်ပါတယ်။ဆိုတော့ဒေါ်လာရင်းဆိုတာကလက်နဲ့ NR တခုတည်းနဲ့အောင်မြင်တာမဟုတ်ပါဘူးဒေါ်လာရေးဆိုတာကလက်နဲ့အားတစ်ခုတည်းနဲ့အောင်မြင်တာမဟုတ်ဘဲနဲ့ဒေါ်လာရေးဆိုတာကကျွန်တော်ရဲ့စိတ်သက်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာတချို့သောနိုင်ငံရေးတန်တမာရေးဆိုတဲ့နိုင်ငံကဆက်ဆံရေးနိုင်ငံကရဲ့အားပြီးထောက်ခံမှုတွေကလည်းတကယ်လိုအပ်တာဖြစ်တယ်ဆိုတော့နိုင်ငံရေးဥဆောင်မှုပြည်သူထောက်ခံမှုနဲ့နိုင်ငံကဆက်ဆံရေးအဖွဲ့အစည်းစီမံခန့်ခွဲမှုတွေအားလုံးပေါင်းစပ်မှတာဒါနိုင်ငံရေးကျွန်တော်ရဲ့တော်လှန်ရေးကအောင်မြင်မှာဖြစ်တယ်။ဟိုတော့ NUG ပေါ်မှာဝေဖန်သူတွေကအဓိကအားနည်းချက်၃ခုကိုပြောလဲရှိတယ်။ NUG မှာတကယ်အားနည်းချက်ကလည်းဒီ၃ခုဒါဖြစ်နိုင်တယ်လို့ကျွန်တော်ကလည်းယူဆတယ်။မြင်မိတယ်ပေါ့နော်။အဲ့ဒီအားနည်းချက်၃ခုကဘာလဲဆိုတော့ပထမအချက်ကတော့ဆက်သွယ်ရေးနဲ့တည်င်းအချက်လက်ပေးဖို့မှုဖြစ်ပါတယ်။ဆက်သွယ်ရေးနဲ့တည်င်းအချက်ပေးဖို့မှုမှာကNUG ကိုတကယ်ထောက်ခံအားပေးတဲ့ပြည်သူတွေ NUG ပေါ်မှာယုံကြည်အားကိုးမှုထောက်ခံမှုပံ့ပိုးမှုတွေကိုမယုတ်လျော့သွားအောင် NUG ကသူ့ကိုထောက်ခံတဲ့ပြည်သူလူထုပေါ်မှာသူ့ရဲ့နိုင်ငံရေးခံယူချက်နဲ့သူ့ရဲ့ရည်တည်ချက်ကဘယ်လိုမျိုးတည်တာအချက်လက်တွေနဲ့ယုံကြည်မှုကိုတည်ဆောက်ပြီးပေးဖို့တယ်လဲဆိုတာကအမှန်မှအရေးကြီးပါတယ်ဒုတိယအချက်ကတော့ပြည်သူဆက်ထောက်ခံအားပေးမှုဖြစ်ပြီးမှပြည်သူတွေကစစ်ပါလောက်တဲ့တယ်ဘလို့စီမံခန့်ခွဲတဲ့တယ်ဆိုတာကိုပုံမရှင်းလင်းသိချင်ကြတာဖြစ်တယ်ဒါ NUG ရဲ့ပထမအားနည်းချက်ပေါ့ပုံမသိချင်ကြတာဖြစ်တယ်ငါပြတဲ့တဲ့ချက်လက်မလုံလောက်တဲ့အခါမျှော်လင့်ချက်တွေအားနေတာဒါကအမှန်တရားပဲ NUG ကနေပြည်သူတို့ကိုထောက်ခံအားပေးတဲ့ဒေါ်လာရင်းအင်အားစုတွေတော်လှန်ပြည်သူတွေပေါ်မှာတို့ရဲ့ဆက်သွယ်တဲ့ချက်ပေးတဲ့အရာတွေကပြည်သူတွေကအားမလို့အားမရဖြစ်လာတဲ့အချိန်မှာညှော်လက်ချက်တွေယုံကြည်မှုတွေထောက်ခံအားပေးမှုတွေလျော့နေလာနိုင်တယ်ဒုတိယအချက်ကတော့တိုင်းရင်းသားအင်အားစုတွေနဲ့ပုံပုံထိရောက်တဲ့ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုဖြစ်တယ်ဒါကအင်မတန်မှအရေးကြီးတဲ့အပိုင်းဖြစ်တယ်ဒီနေ့ဒီတော်လိုင်းရေးမှာတိုင်းရင်းသားအင်အားစုဟိုနှစ်ပေါင်း80လောက်အထိဒီစစ်အစိုးရအာဏာရှင်ကိုတော်လှန်လာတဲ့တင်းနာအင်အားစုတင်းနာတော်လှန်ရေးအင်အားစုတွေနဲ့ NUG ကမှယုံကြည်မှုမတည်ဆောက်နိုင်ဘူးဆိုရင်ဒီတော်လှန်ရေးစစ်စစ်အောင်မြင်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူးအဲဒါကြောင့်ဒီအချက်ကအမှန်မှအရေးကြီးတဲ့အချက်ဖြစ်တယ်တော်လှန်ရေးအင်အားစုတွေများပြားလာတာကလည်းအားနည်းချက်ဖြစ်ပြီးမှတစ်ဖက်မှာလည်းညှိနှိုင်းမှုတွေခက်ခဲလာနိုင်ပါတယ်မြေမှန်းချက်တွေတူပြီးမဲ့တော်လှန်ရေးတော်လှန်ပုံလှုပ်ဆောင်ပုံမတူတဲ့အခါအခြေအနေတွေစနစ်တကျကင်တွယ်နိုင်ဖို့လိုအပ်တယ်ဒါ NUG ကတကယ်ရှေ့ဆောင်
ပြည်သူတော်လှန်ရေးခေါင်းဆောင်ဦးဆောင်မှုအနေနဲ့ဘယ်လိုမျိုးကင်တွေနိုင်လဲကင်တွေမလဲစီမံခန့်ခွဲမလဲဆိုရလဲအမှန်တမ်းအရေးကြီးတယ်အဲ့လိုစီမံခန့်ခွဲကင်တွေနိုင်ဖွင့်ပြောကြတယ်အဲ့ဒီတော်လှန်ရေးအင်အားစုတွေပေါ်မှာဘယ်လိုမျိုးယုံကြည်မှုကိုတိဆောက်တယ်ဆိုရလဲအမှန်တမ်းအရေးကြီးတဲ့အရာဖြစ်တယ်ဒါတရားအချက်ကတော့နိုင်ငံတကာထောက်ခံမှုနဲ့နိုင်ငံတကာထောက်ခံအားပေးမှုကိုအင်ယူဂျီဘယ်လိုရယူမလဲဒါလည်းတကယ်အရေးကြီးတဲ့အရာဖြစ်တယ်ဆိုတော့နိုင်ငံတကာအတိုင်းအဝိုင်းကပုံမအတိမပြုလာအောင်ပုံမထိရောက်တဲ့ဖြစ်အားပေးမှုတွေဖြစ်လာအောင်ဆက်လက်ကြိုးပမ်းဖို့လိုအပ်တယ်ဝေဖန်သူတွေကတောင်းတကြပါတယ်ဒါပေမဲ့ NUG ဘက်ကလည်းစင်ကောမှုကြီးတွေကအောက်မှာဒီကွန်ပျူတာအောက်မှာကျွန်တော်လှုပ်ရှားနေရတာကိုလည်းမမေ့သင့်ပါဘူးဒါလည်းကျွန်တော်တို့ပြည်သူတွေနဲ့နားလေတဲ့ NUG ကိုထောက်ခံတဲ့ဦးဆောင်မှုကိုပြုနေတဲ့တော်လိုင်းရေးအင်အားစုတွေနဲ့နားတဲ့တိုင်းတာထိနားတဲ့ပြီးရဲ့ဒီပုံမှာအစိုးရတရားလိုနိုင်ငံတကာအရန်တရားတစ်ခုလုံးကိုထိန်းချုပ်ထားတာမဟုတ်တဲ့အတွက်မအောက်တာအတားရတကယ်ရှိတရားမဟုတ်တဲ့အတွက်အခက်အခဲတွေများစွာရှိနေပါတယ်အစောက်တအနေနဲ့ပြောရမယ်ဆိုရင် NUG မှာအားနည်းချက်တွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့ဘယ်အဖွဲ့အစည်းမဆိုဝေဖန်ချက်တွေကိုလိုက်ခံပြီးပြုပြင်နိုင်မှပုံမအားကောင်းတဲ့တော်လိုင်းရေးဦးဆောင်အဖွဲ့အစည်းဖြစ်လာမှာဖြစ်တယ်။ဒီတော်လိုင်းရေးအောင်မြင်ဖို့ရအတွက်ကခေါင်းဆောင်မှုကောင်းခြင်းနဲ့စီးလုံးညီညွတ်ခြင်းနဲ့ပြည်သူ့ယုံကြည်မှုကိုဆက်လက်ထိန်းထားနိုင်ခြင်းကအမှန်တမ်းမှန်တိုင်းဖြစ်တယ်။အရေးကြီးဆုံးအရာဖြစ်တယ်။ဒါကအခုလက်ရှိက NUG မှာဒီချက်လက်တွေကိုတော်အားနေနေတာပေါ့တွေ့တယ်အခုဆိုရင်စပိုင်းမှာ NUG ကိုတဟုန်ထိုးအားပေးထောက်ခံကြတယ်အခုဖြည်းဖြည်းနဲ့ NUG ရဲ့data ချက်လက်တွေနဲ့လည်းကနေဆက်ဆံရေးတွေနောက်ပြီးတော့တိုင်းသားအင်အားစုတွေနဲ့ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေရှိလဲဆိုတဲ့ຢာလေးတွေကတရင်ချက်လက်ပေးပို့မှုတွေကနည်းနည်းလေးအားနည်းလာတဲ့ချိန်မှာပြည်သူတွေရဲ့ယုံကြည်ထောက်ခံမှုကတဖြည်းဖြည်းလျော့လာတယ်လို့ပြောလို့ရနိုင်တယ်ဒါနောက်တစ်ချက်ကဒါတစ်ချက်ပေါ့နောက်တစ်ချက်က NUG မှာကတကယ်ခေါင်းဆောင်မှုမှာပြတ်သားတဲ့နိုင်ငံရေးခံယူချက်တွေNUG အတွင်းကNUG ဝန်ကြီးခေါင်းဆောင်အချင်းတွေကစိုးစည်းလုံးညီညွတ်တဲ့ခေါင်းဆောင်မှုဦးဆောင်မှုကိုပြုနိုင်ဖို့လိုအပ်တယ်နောက်ပြီးတော့နိုင်ငံတကာအတိုင်းဝိုင်းရဲ့အားပေးထောက်ခံမှုရယူဖို့ရန်အတွက်ပြည်တွင်းမှာNUG ကပြည်သူတွေရဲ့လုံယုံကြည်မှုနဲ့ပြည်တွင်းမှာကတိုင်းနာလက်နက်ကန်တိုင်းနာဒေါ်လာရေး NR စုတွေကိုစီးရုံးနိုင်တဲ့ယုံကြည်မှုကိုပေးနိုင်တဲ့အနာဂတ်နိုင်ငံရေး Federal Democracy ကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အခြေခံအုပ်မြစ်ဖြစ်တဲ့အခြေခံဥပဒေကိုကောင်းမွန်စွာအတိုင်းအတာတွေနဲ့ကောင်းမွန်စွာယုံကြည်မှုတည်ဆောက်နိုင်မှသာလေနိုင်ငံကအတိုင်းဝိုင်းကလည်းအားပေးထောက်ခံမှာဖြစ်တယ်နိုင်ငံကအတိုင်းဝိုင်းကအားပေးထောက်ခံမှာဒီ NUG ရဲ့ဦးဆောင်မှုကလည်းထိရောက်တဲ့တော်လှန်ရေးဦးဆောင်မှုခေါင်းဆောင်ဖွဲ့စည်းဖြစ်လာနိုင်ပါတယ်အဲ့ဒါကိုကျွန်တော်အဓိကပြောချင်တယ်အဲ့ဒါဆိုဒီနေ့ကျွန်တော်ပြောချင်တဲ့ຢာကဒီတော်လှန်ရေးအောင်မြင်ဖို့ရန်အတွက် NUG မှာတကယ်အားနည်းချက်ရှိနေသလားပေါ့ဒီအားနည်းချက်တွေကို NUG မှာပြုပြင်ပြောင်းလဲဖို့စံတရောတကယ်ရှိနေလားဆိုတဲ့ຢာလေးကိုဒီနေ့ဆွေးနွေးတင်ပြတာဖြစ်တယ်အားလုံးကိုကျေးဇူးတင်တယ်